ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြတဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကကျွန်တော်တို့ရဲ့ဘဝကိုမွန်တဲ့အမြင်ကိုတောင်ဖြောင်းလဲသွားစေနိုင်တဲ့ကိုချင်းတရားဆိုင်ရာမိခွန်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ များများရတူသည့်များများပြန်ပေးရန်တောင်းရရှိဒီစကားလေးကတော့ခရိယန်ကျမ်းစာကနေဆင်းသက်လာတာပါဒါပေမဲ့ဒါကဘာသာရေးအဆိုအမိတစ်ခုထက်အများကြီးပိုပါတယ်ကျွန်တော်ရဲ့ဘဝကိုဘလို့ရှင်သန်နေထိုင်တင်တယ်လဲဆိုတာကိုလမ်းညွှန်ပေးနိုင်တဲ့တကယ်ကိုအစွမ်းထက်တဲ့အခြေခံတဘောတရားတစ်ခုပါပဲဟုတ်ပြီအဲ့ဒီတော့ဒီအခြေခံသဘောတရားကိုရင်စုံလေးလာချိကြရအောင်ဆိုလိုရင်းကတော့အញ្ញမ်းရှင်းပါတယ်ကို့မှာအခွင့်အရေးတွေကံကောင်းခြင်းတွေပိုးပြီးရရှိထားတယ်ဆိုရင်အဲ့ဒါတွေကိုပြန်ပြီးမျှဝေပေးဖို့တာဝန်ကလည်းပိုးပြီးကြီးမားလာတယ်ဆိုတဲ့သဘောပါပဲဒါမူချက်စကားတစ်ခုပဲမဟုတ်ဘူးနော်ဒါတကယ်ကိုလက်တွေ့ကြတဲ့ဘဝတက္ကနာတစ်ခုပါမူရင်းအကြောင်းအရာကိုပြောပြတဲ့သူကိုယ်တိုင်ကဒီအယူအဆကိုလက်ခံထားတာပါဆိုလိုတာကကို့မှာပိုရလေလေသူတစ်ပါးကိုပြန်လေမျှဝေစောင့်ရှောက်ဖို့တာဝန်ကလည်းပိုကြီးလေလေပေါ့ဒါပေမဲ့ဒီတာဝန်ကဘာလို့ဒီလောက်တောင်အရေးကြီးနေရတာလဲအဲ့ဒီဖြီကိုမွေးဖွားခြင်းကန်ဆန်းမဲ့ဆိုတဲ့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အယူအဆတစ်ခုတည်းမှရှာကြည့်လို့ရပါတယ်ဒီ ovarian lottery မိုးဦးထီပေါ့ဒီစကားလုံးကိုလူသိများလာအောင်လုပ်ခဲ့တာကတော့ယင်းနှိမ့်နှံသူကြီး Warren Buffett ပါပဲအဓိကပြောချင်တာကရှင်းရှင်းလေးပါကျွန်တော်တို့ဘယ်သူမှကိုမိဘကိုနိုင်ငံကိုအခြေအနေကိုရွေးချယ်ပြီးမွေးဖွားလာတာမဟုတ်ဘူးလေဒီကံတရားတတ်ဖြစ်တဲ့မွေးဖွားခြင်းကပဲကျွန်တော်တို့ဘဝရဲ့အခွင့်အလမ်းတွေကိုအများကြီးအဆုံးဖြတ်ပေးသွားပါတယ်ကဲဒီအယူစားကိုပို့ပြီးရှင်းသွားအောင်လို့မူရင်းဇလန်းရှင်ကိုတွဲဖြစ်လေးကိုတစ်ချက်ကြည့်လိုက်ရအောင်သူကရန်ကုန်မြို့ကလူလက်တန်းစားမိဘတွေကမွေးဖွားခဲ့တယ်ငယ်ဘဝမှာလည်းကြီးကြီးမားမားစိတ်တန်ရာမရှိခဲ့ဘူးပြီးတော့မြန်မာနိုင်ငံမှာအခွင့်ထူးပိုရတတ်တဲ့လူများစုလူမျိုးနဲ့ဘာသာဝင်တယောက်လေးဖြစ်နေပြန်ရောဒါတွေအားလုံးကသူရွေးချယ်ခဲ့တာမဟုတ်ပါဘူးဆိုလိုတာကဘဝကမာရသွန်ပြီးဝရည်နဲ့တူတယ်ဆိုရင်ပေါ့နော်ခုနကပြောခဲ့တဲ့ကန်ဆန်းပဲနိုင်ခြင်းတွေကြောင့်တချို့လူတွေကပန်းတိုင်နဲ့အရန်နေတဲ့နေရာကနေစပြီးပြီးခွင့်ရရင်လို့ပါပဲဒါပေမဲ့အန်အောစရာကောင်းတာကအစပိုင်းမှာဇလန်းရှင်ကိုယ်တိုင်ကတော့သူ့မှာဒီလိုအခွင့်အရေးတွေရှိနေမှမသိခဲ့ဘူးဗျာသူ့ရဲ့အောင်မြင်မှုမှန်သမျှဟာကိုယ့်ရဲ့ကြိုးစားမှုထက်ကြောင့်ပဲလို့တစ်ထက်ချယုံကြည်နေခဲ့တာသူ့စိတ်ထဲမှာအချင်းအတော်ကြအောင်ကိုငါကတော်တာပဲလို့ထင်နေခဲ့တာစာမေးပွဲတွေအောင်နာကလည်းလွယ်လွယ်လေးစိတ်ကြောင့်တိတ်ရတာကလည်းဒါကဖြစ်ကိုဖြစ်ရမယ်ကိစ္စလိုမျိုးအဲ့လိုကိုတွေးခဲ့တာပေါ့ဒါပေမဲ့သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့အလေးပြောင်းတစ်ခုရောက်လာခဲ့တယ်အဲ့ဒါကတော့သူ့နေတွေမှာအလုတ်သွားလုတ်တဲ့အချိန်မှာပေါ့အဲ့မှာသူတွေ့လိုက်ရတယ်ကွာခြားချက်တွေကသူ့ရဲ့အမြင်အသုံးဆက်ကိုပြောင်းပြန်လန်ပြစ်လိုက်တယ်သူကရန်ကုန်မှာစာမပွဲအမှတ်ကောင်းမှုပဲစဉ်းစားနေတဲ့အချိန်မှာတခြားကလေးတွေကအလေတန်းချောင်းပြီးတော့တတ်ဖို့တောင်ရုန်းကန်နေရတာကိုမျိုးပါထင်ထင်မြင်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာသူတစ်ခုကိုသဘောပေါက်သွားတယ်တကယ်လန်ကွာခြားနေတာကစူးစမ်းမှုမဟုတ်ဘူးအခွင့်အရေးဖြစ်နေတာပါလားဆိုတာကိုပေါ့တကယ်လို့တာငါကသူတို့နေရာမှာဆိုရင်အခုလိုအောင်မီလာမှာမဟုတ်ဘူးဆိုတာကိုသူနက်နက်ခံစားလိုက်ရပါတယ်โอเคအခုဒီကိုပိုင်အတွေ့အကြုံကနေပြီးတော့ပိုကျဲပြန့်တဲ့လူအဖွဲ့အစည်းရဲ့ပြဿနာတစ်ခုကိုဆက်ကြည့်ရအောင်အဲ့ဒါကဘာလဲဆိုတော့ကို့မှာရှိနေတဲ့အခွင့်ထူးတွေကိုကိုယ်တိုင်မြန်နိုင်ခြင်းရဲ့အန်တရယ်ပါပဲဥပမာပေါ့နော်အထက်တန်းလွှာကဆင်းသက်လာတဲ့သူတချို့ကိုကြည့်လိုက်ပါသူတို့ကဘဝကိုတခြားသူတွေထက်အများကြီးတာတဲ့နေရာနီးစခွင့်ရတယ်ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုကကိုယ့်ရဲ့ကြိုးစားမှုတက်ကြောင်လိုပဲမြင်ကြတယ်အခွင့်အရေးနဲ့လက်သူတွေကိုအထင်သေးကြတယ်ဒါနဲ့စင်တူစွာပဲစိတ်ခွန်အားပေးဟောပြောသူတချို့ကိုကြည်လိုက်ရင်လည်းဒီလိုပါပဲသူတို့ကိုယ်တိုင်ကမျိုးအုပ်ထီပေါက်ခဲ့တာကိုတတိမထားမိပဲသူတို့ပေးတဲ့အကြံဉာဏ်တွေကအခြေအနေမတူတဲ့လူငယ်တွေအထက်တော့လက်တွေ့မကြပဲအလန်းဝေးနေတတ်တာမျိုးပေါ့ဟုတ်ပြီဒီလိုအတိတ်ရတွေရလာပြီဆိုရင်ကောပါဆက်လို့မလဲတာဝန်တည်တဲ့ဘဝတစ်ခုကိုဘယ်လိုမျိုးရှင်သန်နေထိုင်ကြမလဲဒီအတွက်ဇလန်းရှင်ကစိတ်ဝင်စားစရာကောင်းတဲ့အတွေးခေါ်တွေတစ်ခုကိုမျှဝေထားတာပါအဲ့ဒါကတော့ကိုယ့်ရဲ့အောင်မြင်မှု80%ဟာကိုယ့်ကြိုးစားမှုကြောင့်မဟုတ်ဘူး။ကန်ဒီယာပတ်ဝန်းကျင်အခြေအနေနဲ့တခြားသူတွေရဲ့ကုညီပံ့ပိုးမှုတွေကြောင့်ထစ်တယ်လို့စပြီးလက်ခံကြည့်ဖို့ပါပဲ။ဆိုလိုတာကကိုယ့်အောင်မြင်မှုရဲ့30%လောက်ကလာတာကိုယ့်ရဲ့တဦးချင်းကြိုးစားမှုကြောင့်ဖြစ်တယ်လို့သတ်မှတ်လိုက်တာပေါ့။ဒီ37စီးမြင့်ကကိုယ့်ရဲ့အောင်မြင်မှုတွေကိုအမြင်သစ်နဲ့ပြန်သုံးသပ်ပြီးစိတ်နေစိတ်ထားတဲ့တစ်ခုကိုဖြိုးထောင်ပေးနိုင်တဲ့အားကောင်းတဲ့ချူးတစ်ခုပါပဲ။ဒီလို30-70စီးမြင့်ကိုလက်ကိုထားလိုက်ပြီဆိုတာနဲ့ကောင်းတဲ့တန်ကြားဆက်ကုန်းတစ်ခုစလဲပတ်လာပါပဲပထမဆုံးအဆင့်ကတော့ကျေးဇူးတင်ခြင်းပါပဲကိုမှရှိတဲ့ငွေရပါခွင့်ရေးတွေနဲ့ကုညီခဲ့သူတွေအတော့ပေါ့ပြီးတော့ဒုတိယအဆင့်ကနှိမ့်ချခြင်းငါတော်လို့ငါတက်လို့ဆိုတဲ့မာနတွေရော့ကျလာမယ်နောက်ဆုံးအဆင့်ကတော့မျက်ဝေးခြင်းပါပဲကိုမှရှိတဲ့အားသာချက်တွေကိုနောက်ကျချက်နေသူတွေကိုပြက်လက်ကုညီပေးတာမျိုးပါ
ဒီတော့အထီးကပြောင်းလဲသွားတာကဒါရီအလုံးကစူးစမ်းလို့ရတာဆိုတော့အတကင်တိဖြူအမြင်ကနေငါမှရှိတဲ့ຢာရီကိုသုံးပြီးတခြားသူတွေကိုဘယ်လိုကူညီနိုင်မလဲဆိုတဲ့အမြင်ကိုကူးပြောင်းသွားတာပါပဲကိုယ့်ရဲ့ကံကောင်းခြင်းတွေဟာကိုတယောက်ချက်ပိုင်ဆိုင်ဖို့အတွက်မဟုတ်ဘူးဆိုတာကိုနားလည်သွားစီပါပဲ ကဲဒီအကြောင်းအရာလေးကိုမပြီးဆုံးခင်မှာအားလုံးကတော့စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ကျွန်တော်တို့မွေးရပါလာခဲ့တဲ့ကိုစီရဲ့အားသာချက်ဒီကသူတို့ဘာဖို့ထားရှိရမယ့်ကျွန်တော်ရဲ့တာဝန်ဒီကိုဘယ်လိုများပုံဖော်ပြီးနေပါတယ်လဲဒီမေးခွန်းရဲ့အထီကိုကိုဘွားနဲ့ကိုချိန်ထုတ်ပြီးဆက်လက်တွေးခေါ်ကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့တော့ညီကုန်းချုပ်လိုက်ပါစေ Thank you so much for being here.